အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ချိုချိုဆက်ဆက်လေးနဲ့အရသာရှိတဲ့ကိုရီးယားချက်ကြော်လေးချက်ပြပေးသွားပါမယ်ကျွန်တော်ကတော့ကိုရီးယားချက်ကြော်ကြော်တဲ့နေရာမှာနူးညံ့ပြီးစားလို့ကောင်းတဲ့ချက်တောင်မှန်သားကိုအသုံးပြုမှာဖြစ်ပါတယ်ဒီကမိဘပြည်သူများကတော့ချက်ကဲဘယ်စိတ်ပိုင်းမစိုးခုနှစ်တရအသုံးပြုနိုင်ပါတယ်ခင်ဗျာပထမဦးစွာကျွန်တော်အသုံးပြုမဲ့အတောင်မှန်များကိုရေတန့်စင်စွာဆေးပြီးတော့ရေစစ်ထားလိုက်ပါတယ်တန့်စင်ပြီးအတောင်မှန်များကိုတော့အနေတော်အတုံးလေးများပိုင်းပေးထားလိုက်ပါတယ်ခင်ဗျာချက်တောင်မှန်များကိုပိုင်းဖြတ်ပြီးတဲ့အခါမှာတော့အရသာနေရင်သုံးဖို့အတွက်ချက်သွန်ပြူနဲ့ဂျင်းကိုချိန်ပေးထားလိုက်မှဖြစ်ပါတယ်ခင်ဗျာအားလုံးစင်စစ်ဖြစ်ရင်တော့ချက်သားကိုအရသာနေရအောင်ပါအရသာအတွက်ကတော့ငရုတ်ကောင်းမုံစားနဲ့ဘဲငပြားရဲ့အကြည့်ရဲ့ခုနကချိန်ထားတဲ့ဂျင်းချက်သွန်ပြူလေးတွေညှစ်ထည့်ပြီးတော့တမအောင်နဲ့နှပ်ပေးထားအောင်ဖြစ်ပါတယ်ခင်ဗျာအရသာနေပြီးသွားရင်တော့ပြောင်းကော်မိုး3စုံလောက်ထည့်ပြီးကြုံရင်အစင်းသီးဖြစ်စေရန်ရောနေပေးထားအောင်ဖြစ်ပါတယ်နေပြီးသွားရင်ဆိုရင်တော့ဘေးခဏလောက်ဖယ်ထားလိုက်လို့ရပါပြီခင်ဗျာsauce အတွက်ကတော့တကြား3စွန်းဘဲငပြားရဲ့အကြည့်3စွန်းပြားရည်2စွန်းခရမ်းကျင်သီးsauce 3စွန်းကိုရီးယားငရုတ်သီးအနှစ်2စွန်းတို့ကိုရောထည့်ပြီးတော့တမအောင်ရောမှုပေးထားလိုက်ပါမယ်sauce လည်းစင်းသင်းဖြစ်ပြီးဆိုရင်တော့ချက်သားစားကြောကြရအောင်ပါအခုလိုစီပူလာပြီဆိုရင်တော့ခုနကနေနှက်ထားတဲ့အသားတွေကိုတတုံးချင်းစီထည့်ပြီးတော့အေးအေးလေးနဲ့15မိနစ်လောက်ကြော်ပေးထားလိုက်ပါမယ်ချက်သားလေးကအခုလိုရွှေရောင်တန်းလာပြီဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီအခုဆိုရင်ကြော်ထားတဲ့ချက်သားနဲ့ sauce နဲ့ရောဖို့အချိန်ရောက်ပါပြီပထမဦးစွာဒဲအိုးကိုစီနေငယ်ထည့်ပြီးတော့အပူပေးပေးပါစီပူလာရင်တော့ခုနကကြိတ်ထားတဲ့ဂျင်းနဲ့ချက်သွန်ပြူကိုထည့်ပြီးစီသက်ပေးလိုက်ပါပြီးရင်တော့ငရုတ်သီးစိမ့်မုတ်ထည့်ပြီးစီသက်ပေးပါမယ်ဒီနေရာမှာတော့အဆက်ကိုကိုယ်စိတ်တိုင်းကြအနည်းများထည့်ပေးလို့ရပါတယ်ပြီးရင်တော့ခုနကအစင်သင်းလောက်ထားတဲ့ sauce ကိုထည့်ပြီးတော့စီသက်ပေးပါမယ်ဒီနေရာမှာ sauce ခမ်းပြီးတော့မကတ်သွားအောင်ရေနဲ့ငယ်ထည့်ပေးဖို့မမေ့ပါနဲ့ဟုတ်အခုလို sauce လေးပြစ်လာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ချက်သားတွေထည့်ပြီးတော့လုံးပေးလိုက်ရပါမယ်အခုလိုရောပြီးသွားပြီဆိုရင်တော့ချိုချိုဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ကိုရီးယားချက်သားကြော်လေးက ready ဖြစ်ပါပြီကျွန်တော်ကတော့ topping အနေနဲ့အိမ်မှာအစင်းသင်းရှိတဲ့ရင်းကြီးပလေးတွေဖြူပြီးတော့ပြီးတက်လိုက်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ